ဒီနေ့မှာတော့ကျွန်တော်တို့2020ခုနှစ်ကထွက်ရှိခဲ့တဲ့ Sonic 1နဲ့2022ခုနှစ်က Sonic 2 ရုပ်ရှင်တွေကိုအနှစ်ချုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Angel ကျွန်းပေါ်မှာလူတိုင်းကမဲမောကြတဲ့ထူးခြားတဲ့စွမ်းအားတွေနဲ့အတူ Sonic လော့ခေါ်ရဲ့အပြာရောင်ဖြူကောင်လေးကိုမွေးဖွားခဲ့ပါတယ်။အဲ့ဒီစွမ်းအားတွေကြောင့်ပဲ Sonic ဟာသူ့ရဲ့အောက်ထိုင်းတူ Long Claw နဲ့အတူလူဝေးရမှာပုံအောင်ဒီကြီးပြင်းခဲ့ရပါတယ်။အငြဲတမ်းလိုက်လံဖန်ဆီးခြင်းခံရရပေမဲ့လည်းဒီဖြူကောင်လေးဟာတခါတရံမှာပေါ်ဆမှုရှိခဲ့တာကြောင့်ရန်သူမျိုးစုတွေကသူတို့ပုံအောင်ရနေရကိုခြေလာခံမိသွားကြပါတယ်။ဒါဟာ Sonic အတွက် NDA ရှိနိုင်မှထိလိုက်တဲ့ Long Claw ဟာ Sonic ကိုခေါ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ရန်သူများတိုင်ရာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဒီအတိုင်းဆိုရင်ထွက်ပြေးဖို့မလွယ်ကူတော့ဘူးဆိုတာကိုသိလိုက်တဲ့ Long Claw ဟာကဘာမြေစီကိုဥတီတဲ့ Teleport လက်စွပ်ကိုအသုံးပြုပြီး Portal တစ်ခုဖွင့်ပေးလိုက်ပါတယ်။ပြီးတော့သူမကိုယ်တိုင်အချစ်တနမျိုးစုတွေကိုခုခံတားဆီးပေးထားတဲ့အချိန်မှာ Sonic ကိုတော့ကဘာမြေကိုအမြန်သွားဖို့အမိန့်ပေးလိုက်ပါတော့တယ်။ကဘာမြေကိုရောက်ရှိလာတဲ့ Sonic လေးဟာ Tom ဟာသူနေထိုင်တဲ့ဒေသမှာရာစီမှုမရှိသလောက်နဲနေလာကိုစိတ်ဖြစ်နေပြီးပိုပြီးကြီးမားတဲ့အမှုတွေကိုကင်တွယ်ချင်တာကြောင့် San Francisco ရဲတခန့်ကိုပြောင်းရွှေ့ကိုစမ်းတာရှိနေသူပါ။ဒီနေ့မှာတော့ Sonic ဟာဘသူနဲ့မှအဆက်အသွယ်မရှိပဲတယောက်တည်းချောင်းကြည့်နေရတဲ့သူ့ဘဝကိုဝမ်းနဲ့စိတ်ဖြတ်ပြီးစိတ်ထက်ပေါက်အနေနဲ့အားကုန်ပြေးလွှားပါတော့တယ်။အဲ့ဒီလိုပြေးလွှားနေရင်းနဲ့အတန်ထက်မြန်တဲ့အရှိန်နှုန်း Supersonic Barrier ကိုချိုးဖျက်မိသွားပြီးအဲ့ဒီ line တွေကြောင့်ပဲအနီးနားကပြည်နယ်ကလုံးလျှက်စစ်မီပြတ်တောင်းသွားခဲ့ရပါတော့တယ်။ American အစိုးရရဲ့စစ်ပတ်ဆိုင်ရာခေါင်းဆောင်တွေဟာအစည်းအဝေးထိုင်ပြီးအကြောင်းရင်းကိုစုံစမ်းစစ်ဆေးဖို့အတွက် Dr. Robotnik ကိုစီးလို့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တတိထားလုံးကိုရှာဖွေဖို့သူ့ရဲ့အစစ်မြစ်နည်းပညာသုံး drone တွေကိုအသုံးပြုပါတော့တယ်။အဲဒီကိရိယာတွေနဲ့ရှာဖွေလိုက်တဲ့အခါမှာတော့တောအုပ်ထဲမှာတော်တော်လေးထူးဆန်းတဲ့ခြေရာတစ်ခုကိုသူတို့ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အဲဒီခြေရာကိုခွဲခြမ်းစိတ်ဖြားကြည့်လိုက်တဲ့အခါမှာတော့ဒါဟာကဘာပေါ်မှာရှိတဲ့ဘယ်တရိတ်ဆန်မျိုးနွယ်နဲ့မှမတူဘူးဆိုတာကို Robotnik သတိထားမိသွားပါတယ်။ဒေါက်တာဟာစစ်တပ်ကိုအနံ့ခံခွေးရီနဲ့အတူတောထဲမှာနောက်ထပ်ခြေရာတွေထက်ရှာကိုခိုင်းစေလိုက်ပါတယ်။သူအလိုက်ခံနေရပြီဆိုတာကိုသိလိုက်တဲ့ Sonic ဟာသူ့ရဲ့ Teleport လက်စွပ်အိတ်ကိုယူဖို့သူ့ဂူထဲကိုအပြေးလွှာသွားခဲ့ပါတယ်။ဒါပေမဲ့ရှာဖွေအဖွဲ့တွေကသူ့ကိုဝိုင်းထားတာကြောင့်တခြားတနေရာကိုပြောင်းပြီးမှ Teleport လုပ်သူကျူးစားရပါတော့တယ်။ Sonic ဟာကြောင်ရက်ကားကောင်ထဲမှာဆိုရင်ပိုပြီးဘေးကိမ့်မယ်လို့ယုံကြည်ပြီးအဲ့ဒီကိုပြေးဝင်သွားခဲ့ပါတယ်။အတန်တွေအကျယ်ကြီးထပ်သွားတာကြောင့်အိမ်ထဲကိုဖျံတကောင်ကျူးကြောင်ဝင်ရောက်လာပြီးလို့ထင်နေတဲ့ရဲအရာရှိတောင်ရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပါတော့တယ်။တောင်ဟာမေးစေးတနက်ကိုကိုက်ပြီးကားကောင်ထဲကိုဆင်းလာခဲ့ပါလန့်သွားတဲ့တောင်ဟာမတော်တဆထနတ်ဖြစ်မိလိုက်တာကြောင့်မေးစေးများက Sonic ရဲ့ခြေထောက်ကိုမှန်သွားတာကြောင့်လက်ထဲကလက်စွပ်ကိုလွှဲချလိုက်ပါတယ်အဲ့ဒီခါမှာတော့ San Francisco ရဲ့အထက်မြင့်အဆောက်အဦတစ်ခုစီကိုတိုက်ရိုက်ရောက်သွားမဲ့ portal တစ်ခုပွင့်သွားပါတော့တယ်။သူ့ရဲ့လက်စွပ်အိတ်ဟာဟာကွက်ထဲကနေတဲတဲကြီးပြုတ်ကျသွားခဲ့တာပါ။အခြေအနေတွေကအဲ့ဒီလောက်နဲ့မစိုးသေးပါဘူး။ Sonic သတိရလာတဲ့အချိန်မှာပဲဖြူကောင်လေးခြံထားခဲ့တဲ့ခြေရာတွေနောက်ကိုလိုက်လာတဲ့ Dr. Robotnik ဟာတော်မြတ်အင်းရှိကိုစိုက်မဲရောက်ရှိလာပါတော့တယ်။ဒီသိပ္ပံပညာရှင်ရဲ့ရည်ရွယ်ချက်အမှန်ကိုမယုံကြည်တာကြောင့်ရဲအရာရှိ Tom ဟာ Sonic ကိုအိမ်အပေါ်ထက်က PC တိုလောင်ကန်းထဲမှာဖုံးကွယ်ထားလိုက်ပြီးသူစိမ့်ထစ်တဲ့ Robotnik ကိုအိမ်ထဲပြီးမဝင်ပဲတားဆီးထားပါတယ်။ဒါပေမဲ့ Robotnik ဟာ Tom ကိုစကားလမ်းကြောင်းထွဲထားစင်မှာပဲသူ့ရဲ့ drone တွေကိုအသုံးပြုပြီးအိမ်တအိမ်လုံးကို scan ခိုင်းလိုက်ပါတယ်။အပေါ်ထက်မှာတော့ Sonic ဟာ drone တွေရှာမတွေ့အောင်ဘောလုံးတစ်လုံးလိုခွေးပြီးအသွင်ယူနီးခဲ့တာပါပုံနေတဲ့နေရာကနေလိမ့်ဆင်းလာရင်လေကားကနေပြုတ်ကျပြီးမီးဖို့ကြောင့်ကောင်တာကိုဝင်တိုက်မိသွားပါတယ်အဲ့ဒီအတန်းကြောင့်သိပ္ပံပညာရှင်ကြီးဟာသတိထားမိသွားပါပြီလူယုံမာကြီး Robotnik ဟာအိမ်ထဲကိုအတင်းဝင်လာပါတယ်ငါမှားသွားတာလားလို့တွေးပြီးပြန်လက်အထွက်မှာပဲအမိတ်ပုံးထဲမှာ drone တစ်စင်းကိုခေါ်လိုက်ပြီးဖုံးကွယ်ထားတဲ့တက်တော်ဝါကိုထုတ်မပေးဘူးဆိုရင် Tom ကိုတတ်ဖြစ်မယ်လို့ချိန်ချောက်ပါတော့တယ်Tom က Robotnik ရဲ့မျက်နှာကိုလက်တီနဲ့ထိုးချလိုက်ရာ Robotnik တယောက်ချက်ချင်းပဲသတိလစ်သွားပါတော့တယ်လက်တီးနဲ့အထိုးခံရပြီးနောက်မှာတော့ drone ဟာသူတို့နှစ်ယောက်ကိုစတင်ဖစ်ခတ်ပါတော့တယ်ဒါပေမဲ့ Sonic က drone ဘော်ကိုခုန်တက်ပြီးအရှိန်တက်ထားနိုင်ခဲ့သလို Tom ကလည်းအင်အားပြင်းတဲ့ပန်းကန်လုံးတစ်လုံးနဲ့ပစ်ပေါက်ပြီး drone ကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်ဒီလိုရှုပ်ရပြီးဖြစ်ပြီးတဲ့နောက်မှာတော့ရဲရရှိ Tom ဟာအခွင့်ကောင်းယူပြီးသူ့ရဲ့ကားစီကိုအမြန်ပြေးသွားပါတော့တယ်ကားမော်ရောက်တော့ Sonic ကမော်ဂျိုကိုထွက်ပြေးဖို့သူ့ရဲ့အစီအစဉ်အကြောင်းနဲ့စိတ်ကူးတဲ့ရှိရာအရက်ဒေတာတိုင်းကိုပို့ဆောင်ပေးနိုင်တဲ့လက်စွပ်ရက် Teleport စွမ်းအားအကြောင်းကို Tom ကိုရှင်းပြလိုက်ပါတယ်အပြာရောင်ဖြူကောင်လေးဟာသူ့ကိုအဲ့ဒီမြို့အထိလိုက်ပို့ပေးဖို့ရဲအရာရှိ Tom ကိုအကူအညီတောင်းပါတယ်ဒီ Ununun ကိစ္စပါနေတဲ့မှာသူကိုယ်တိုင်လဲပါဝင်ပတ်သက်နေပြီထက်တာကြောင့် Tom တကောက်နောက်ဆုံးမှာတော့ဒီတာဝန်ကိုလက်ခံလိုက်ပါတော့တယ်တင်ကားတစ်စီးကိုလွတ်ပြီးလိုက်လံဖမ်းဆီးခိုင်းလိုက်ပါတယ်
တင်ကားဟာသူတို့ကားနာကိုကတ်မိတာနဲ့တပြိုင်နက်ဟာပုံးလန်ကောက်တစ်ခုနဲ့ပစ်ခတ်လိုက်ရာကား dashboard ကိုစိုက်ဝင်သွားပါတယ်အဲ့ဒီအခါမှာ Sonic ကဘောလုံးတစ်လုံးလိုခွေလိုက်ပြီးတိတ်ပန်ပင်ကရှင်ရဲ့တင်ကားကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ပြီးပြန်လဲတက်ခိုက်လိုက်ပါတယ်Robotnik ကလည်းသူ့ရဲ့အရန်အစီအစဉ် Plan B ကိုတုံးပြီးရင်ခေါင်အရွယ်စားလုပ်ပေးရှိတဲ့ drone အသေးလေးကစင်းကိုထပ်လွတ်ပြန်ပါတယ်။အဲ့ဒီစက်ရုပ်ဟာတင်းငယ်မိမဲ့အလွန်အင်အားပြင်းပြီးလေဆာတန်းနဲ့တော်မြက်ကားခေါင်းမို့ကိုဖျက်တောက်နိုင်စွမ်းရှိတယ်။ဒေစီနိုင်လောက်အောင် NDA ရှိပေမဲ့ဒီ drone ဟာတော်တော်လေးကျိုးပဲ့လွယ်ပါတယ်။အဲ့ဒီကိရိယာဟာတကယ်တော့ခွာထူးလုံးမထစ်နိုင်တဲ့လောက်ခတ်ခဲတဲ့ကက်စင်းနဲ့ဘုံတစ်ခုဖြစ်ပါတယ်။နောက်ဆုံးမှာတော့အောင်မြင်သွားပါတယ်။ဒါပေမဲ့သူ့အဝေးကိုအချိန်မီမပြေးနိုင်လိုက်ပဲပောက်ခွဲမှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံလိုက်ရတာကြောင့်ဒဏ်ရာအပြင်းထန်ရသွားပါတော့တယ်။ Tom ဟာသူ့ဇနီး Mary ရှင်းနေတဲ့ KO ဖြစ်သူရဲ့အိမ်ကိုအမြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ Sonic လိုတရဝါမျိုးကိုတခါမှမမြင်ဘူးခဲ့ပါဘူး။ဒါကြောင့်လဲသူ့ကိုဘယ်လိုကူညီရမလဲဆိုတာပထမတော့ဝေခွဲမရဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာ Sonic ကိုတတိပြန်လဲလာအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Dr. Robotnik ဟာသူ့ရဲ့ထရက်ကားပေါ်မှာရှိတဲ့ Super Computer ကိုအသုံးပြုပြီး Sonic ရဲ့စူးချွင်ကိုခွဲချမ်းစိတ်ဖြာကြည့်ရကနေဒီဖြူကောင်လေးဟာကုံဆုံးသွားခြင်းမရှိတဲ့အကန့်အသတ်မဲ့စွမ်းရည်အရင်းမြစ်တစ်ခုဖြစ်နေမှန်းသိသွားပါတယ်။အဲ့ဒီအချိန်ကစပြီးသူ့ရဲ့ရည်ရွယ်ချက်က Sonic ကိုတတ်ဖြစ်ဖို့တင်မဟုတ်တော့ပဲသူ့ရဲ့စွမ်းရည်ကိုအသုံးချဖို့နဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုစမ်းသပ်မှုတွေလုပ်ဖို့အတွက်အမိအားဖန်ဆီးဖို့ဖြစ်လာပါတော့တယ်။ San Francisco မြို့လေကောင်မှာတော့အပြည့်အဝပြန်လည်ကျမ်းမာလာပြီဖြစ်တဲ့ Sonic ဟာ Tom, Mary တို့နဲ့အတူအထက်မြင့်အဆောက်အုံပေါ်ကိုတက်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့လက်စွပ်အိတ်ကိုပြန်ရှာတွေ့သွားပါတယ်။ဒါပေမဲ့သူတို့တွေနှုတ်ဆက်ညွှန်ကြားတော့မှာပဲ Dr. Robotnik ဟာသူ့ရဲ့ရင်ပြန်ကြီးနဲ့အတူလူသားတငယ်ချင်းနှစ်ယောက်ကိုတိုက်ပွဲထဲကနေကာကွယ်ပေးချင်တာကြောင့် Sonic ဟာသူတို့ကိုအဆောက်အုံပေါ်ကနေတွန်းချလိုက်ဖို့ခါပေးပတ်ဝင်ခြင်းကအရာအလုံးနှေးကွေးသွားတဲ့အောင်ထင်ရလောက်အောင်အလွန်အမင်းမြင်ဆန်တဲ့အချိန်နဲ့စတင်လှူရှာပါတော့တယ်။ဒီမဲလဲနဲ့ပဲသူဟာသူ့ရဲ့ super အရှိန်နှုံးကိုတုံးပြီး drone တွေကပြစ်လွတ်လိုက်တဲ့ဒုံးကြီးတွေကိုပြန်လဲတွန်းလှန်ပြီးတစ်ခုချင်းစီကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့ Robotnik ရဲ့ရင်ပြန်ဟာ Sonic ရဲ့စူးချွန်ကရတဲ့စွမ်းရည်ကိုအသုံးပြုထားလာကြောင်း Tom တို့ဇနီးမောင်နှံနဲ့အတူလေထဲကနေအရှိန်နဲ့ပြုတ်ကျနေတော့မှမယ် Sonic ဟာလက်စွပ်တကွင်းကိုတုံးပြီး Green Hills ကကောက်ရိုးပုံကြီးစီကိုရောက်မဲ့ပေါ်တယ်တစ်ခုဖွင့်လိုက်ပါတယ်။အရှိန်တပ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းသူဟာလမ်းကြောင်းလွဲသွားပြီးတခြားသူတွေနဲ့အတူလမ်းမပေါ်ကိုပဲတက်တက်ကြီးပြုတ်ကျသွားပါတော့တယ်။ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့တမျိုးလုံးအနှောင့်လိုက်လံဖန်ဆီးခြင်းခံရပါတော့တယ်။လက်စွပ်တွေကိုတုံးပြီးကမ္ဘာနေရာအနှောင့်ကိုရောက်သွားမဲ့ပေါ်တယ်တွေကိုစတင်ဖွင့်လိုက်ပါတယ်။ဒါပေမဲ့ Robotnik ကလည်းသူ့နောက်ကိုပေါ်တယ်တွေတဲ့အထိထက်ချက်မကွာလိုက်ပါလာခဲ့ပြီးဆဟာရာသဲကန်တရားအလဲကိုရောက်သွားကြပါတယ်။အဝိုင်းလိုက်အရှိန်ပြင်းပြင်းပြေးလွှားတာကနေဖုံမောက်ကိုဟုန်တိုင်းကြီးthứcပေါ်စေခဲ့ပြီးတိတ်ပံပညာရှင်ကြီးသူ့ကိုမျက်ခြေပြတ်သွားအောင်လုပ်လိုက်ပါတယ်။ Sonic ဟာဂေဇာပီရမစ်ကော်ကိုတက်သွားပြီးထိတ်ဆုံးကနေ Green Hills စီကိုပေါ်တယ်တစ်ခုချဖွင့်လိုက်ပါတယ်။ Robotnik ဟာလက်စွပ်ထဲကနေဖြတ်အထွက်မှာ Sonic ကိုဒုံးကြီးညံပြစ်ခတ်နိုင်ခဲ့တာကြောင့် Sonic ဟာလမ်းမပေါ်ကိုတတိမလေးပြီးပြုတ်ကျသွားပါတော့တယ်။လမ်းမလဲကောင်းမှာထောင်းမှာလက်စွပ်အိတ်ကိုပြန်တွေ့ထွားခဲ့ပါတယ်။ Robotnik ကိုအားပြင်းနဲ့လက်သီးနဲ့ထိုးချလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်လုံးတွေတပ်ပုတ်ကြရမှာတော့ Robotnik ကရဲရရှိကိုအလဲထိုးနိုင်ခဲ့ပြီးထောင်မပြုတ်ကျတဲ့အတန်းကြောင့်ဆက်မတိုင်နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းနာကျင်သွားတာကိုမြင်ပြီးဒေါသအလွန်အမင်းထက်သွားတဲ့ Sonic ဟာတတိပြန်လဲလာပါတယ်။အခုတော့ Sonic ဟာဒေါသအရှိန်အပြည့်နဲ့သူ့ရဲ့လျှက်စစ်တန်တမိုင်စွမ်းအားတွေကိုအသုံးပြုပြီးရင်းပြန်ကိုစတင်ဖျက်ဆီးပါတော့တယ်။ Robotnik ကဒုံးကြီးတွေနဲ့ထပ်ပစ်ပစ်မယ် Sonic ကအလွယ်တကူရှောင်တင်းပြီးရင်ပြန်ကိုအချက်ပေါင်းများစွာတိုက်ခိုက်လိုက်ပါတယ်။ Tom ကယူဆွတ်နေတဲ့ဒေါက်တာကြီးရဲ့နောက်ဘက်မှာပေါ်တယ်တစ်ခုထပ်ဖွင့်ပေးလိုက်ပါတယ်။ Robotnik ရောသူ့ရဲ့ရင်ပြန်ကိုပါမှော်ကရုံ Mushroom Planet စီကိုတိုက်ရိုက်ရောက်သွားအောင်ပို့လွတ်လိုက်ပါတော့တယ်။အခြေအနေတွေဟာပြန်လည်အေးချမ်းသွားခဲ့ပြီး Sonic ကလည်းကဘာမြေမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်သလိုသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ Tom နဲ့ Mary တို့ကလည်း Green Hills မြို့လေးမှာပဲသူတို့ရဲ့ဘဝလက်ကျန်အချိန်တွေကိုကုံဆုံးဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ကဲဒီရုပ်ရှင်ကားလေးတွေပေါ်တင်တို့တော့ဘလို့ထင်ကြတယ်လဲခင်ဗျာအောက်က comment မှာရေးပေးခဲ့ကြပါအောင်